ညဘက်ကောင်းကင်ကြီးကိုချိလိုက်ရင်ကျယ်ရပြီးနေအရန်လာတာပဲဒါပေမဲ့တခုစဉ်းစားပြီးလားဒီလောက်ကျယ်ပြောတဲ့စစ်ကြောလာကြီးထဲမှာငါတို့လူသားတွေပဲရှိနေတာလားချားကြိုသားတွေကတကယ်မရှိဘူးလားသိပ္ပံပညာရှင်တွေကတော့ဒီမိကုန်းကိုနဲ့နဲ့တိတ်ဆိတ်မှုလို့ခေါ်ကြတယ်ဒီနေ့မှာတော့အဲ့ဒီရွေးချယ်ကိုတူတူရှာကြည့်အောင်အချိန်နဲ့တန်ကောင်းမှုဘာတမစတဲ့ချေကတော့အချိန်ပါဘာကြီးပေါ်မှာတက်ရှိလို့စပ်ပြေကလွယ်ပေမဲ့ကျွန်တော်တို့လိုစကားပြောနိုင်နီးပညာသုံးနိုင်တဲ့အထိဖြစ်လာဖို့ကနှစ်ပေါင်းတန်4000လောက်ကြာတယ်တခြားကြိုးတွေမှာတက်ရှိတွေရှိကောင်းရှိနိုင်ပေမဲ့ကျွန်တော်တို့လိုပညာရှိတဲ့အဆင့်ထိရောက်ဖို့အရင်ကခက်ခဲတယ်ကျွန်တော်တို့ကကဲကိုကန်ကောင်းလို့ဖြစ်တည်လာတယ်လို့ပြောလို့ရတယ်စစ်ကြောလာရဲ့စစ်ထုံမှုဒုတိယအချက်ကတော့စစ်ကြောလာရဲ့စစ်ထုံမှုပါသိပ္ပံပညာရှင်တွေကသူတို့တွေးကြတာယဉ်ကျေးမှုတစ်ခုဟာအရန်ကိုအစစ်မြစ်လာပြီဆိုရင်စစ်ပွဲတွေကြောက်ပဲဖြစ်ဖြစ်ဘာဝဘေးအန္တရာယ်ကြောက်ပဲဖြစ်ဖြစ်အစ်စီပေါ်လာတာရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီလိုဒီမှရမလာနိုင်တာကျွန်တော်တို့လူသားတွေကရောဒီအတားအဆီးတွေကိုကျော်လာနိုင်ပါမလားနောက်တစ်ခုကဂျူသားတွေရှိနေတော့သူတို့ကကျွန်တော်တို့အသားနဲ့လှုပ်တဲ့လူတွေမဟုတ်တော့ပဲဒီမျိုးမဟုတ်တဲ့စိတ်ဥတွေဖြစ်သွားလာတယ်သူတို့ကအစာစားဖို့အသက်ရှူဖို့မလိုတော့ပဲအကာတထင်မှာနှစ်ပေါင်းတန်းချီပြီးတော့ခီးသွားနေနိုင်တယ်ဒါဆိုရင်သူတို့ကကျွန်တော်တို့ကိုဘာလို့စကားမပြောလာလဲဖြစ်နိုင်တယ်ကကျွန်တော်တို့ကသူတို့အတွက်အရန်ကိုလေးဆန်နေလို့ဖြစ်မှာပါနောက်ဆက်တဲ့ချက်ကတော့တကယ်လို့စစ်ကြောလာရေးထဲမှာကျွန်တော်တို့တယောက်တည်းပဲရှိတာဆိုရင်ကျွန်တော်တို့ကတကယ်ကိုဖို့တန်ပါတယ်သိပ္ပံပညာရှင် break hop ပြောသလိုပဲကျွန်တော်တို့ဟာစစ်ကြောလာကြီးကသူ့ကိုသူပြန်သိဖို့ဖန်တီးထားတဲ့မြင့်လုပ်တွေပါကျွန်တော်တို့သာမရှိရင်ဒီကျဲတွေဒီ grace တွေအလှတရားကိုဘယ်သူကသိမှာမဟုတ်ပါဘူးနောက်ဆုံးအနေနဲ့ခင်ဗျားတို့ရောဘယ်လိုထင်လဲဂျိုသားတွေရှိတယ်လို့ယုံကြည်သလား comment မှာညတို့ရဲ့အယူဆကိုပြပြခဲ့ဦးဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အာကာသဘူတိတတွေစက်ကြည့်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်